Hello guys, alo mày là ba. Tí này đó, họ tụi bây giờ là tiếp về cô lại, bây giờ là ngày mai là liu, tất cả đấy, game này này shop ra làm thế vậy. Anh em uso cho nó khui liu, sao chui liu mày ra. Bây giờ cho nó yêu tua bi đó, anh bây say mày á. Hey, đi có gì bằng ngồi gì hả? Mày là gì đó? Đấy bị lừa gì về phim mày qua trời ăn mày đấy. Đó này, đó cho nó in không ra được. Nếu mà tiếp trả sao mày à? Có bị tôi à chỉ mà bị được là cool mày à vậy? Là được. Ba mày cool lên mày á? Bị xe mày á? Bây giờ baby gì đó, gì là bị thay cái vậy? Ba đó, mình nãy chẳng phải mà rồi đó, gì đấy phải thay cái lên này á? Đi nhà lên mà sạc cái lên này lô đây họ lên, thay này á? Bây giờ lâu lên thì sao luôn mày vậy? Đi rồi từ đó thì không mày vậy? Nhớ đi coi đi về. Bây giờ bùi ra rồi vậy? Đi màဗျာသူများအေးလေးอ่ะဆောင်ရလာတာဗျာကျွန်တော်လည်းအေးอ่ะဘာလေးဆောက်ထားမှမသိဘူးဒီနေရာလေးကရမ်းလာတာဆိုတော့ဓာတ်ပုံတစ်ပုတ်ရိုက်ခဲ့တယ်ဗျာမြို့လေးတဲ့ရှုပ်သွားရေးသဘောအလားတွေကိုခံစားရတာစိတ်ပြေးစီမွေးတာရောကြတယ်ဗျာငါလေးတွေပြပြီးအိပ်ပြီးရင်သွားရောက်ပြီးတော့အင်ဂျီလေးတွေဝယ်မလို့စေးသားထားတာပေါ့ဗျာချက်စားလိုက်ရတာပေါ့ဗျာဒီမှာလည်းတကောက်တွေးလို့ဗျာဝင်များခဲ့တယ်ဗျာဒီနေရာလေးကအရန်လာတဲ့နေရာလေးညာကျွန်တော်မကြခဏလာနေတာဒီနေရာလေးကိုဟိုမှာအကောင့်တစ်ကောက်တွေးတယ်ဗျာအကောင့်တစ်ခါလည်းဖမ်းပြီးတော့သွားရုံးမယ်ဗျာဒီကောင်တွေကနည်းနည်းလေးဖမ်းရကြတယ်ဗျာဒီကောင်တွေလိပ်ပြလေးတွေကနည်းနည်းလေးဖမ်းရကြတယ်ဗျာဒီမှာလည်းအကောင့်တစ်ကောက်တွေးတယ်ဗျာကျွန်တော်မှာဖမ်းတဲ့ဟာပြီးတယ်လို့ဒီကောင်တိုးလိုက်ရတယ်ဗျာ
ပြီးတခါလဲဖမ်းရဗျာတပတ်ကောင်းကြီးလေချီဘိုးတကောင်ကြီးက what the hell ချီဘိုးတကောင်ရသွားပြီကွာပြီးရင်ငှက်တွေကိုလည်းဓာတ်ပူရဲရင်မရှင်တွေပါလေပြီးတယ်ဗျာအဲကျွန်တော်လမ်းကြိုတခါလေးရိုက်လာခဲ့တယ်ဗျာဒီမှာလည်းငါးတကောင်ကြည့်လို့တခါလေးဖမ်းလာခဲ့တယ်ဒီမှာတော့ဗျာအိပ်ပြီးသွားပြီဆိုတော့အဲငါးဝယ်တဲ့သူကိုရှာပြီးတော့သွားရမယ်ဗျာလမ်းမှာမင်းရှိဖြေခဲ့ရလို့တခါလေးဖြေလဲဝင်ဗျာပြီးရင်ငါးဝယ်တဲ့သူကိုသွားရုံမယ်ဗျာငါးဝယ်တဲ့သူနောက်တော့ရောက်ပြီဗျာကျွန်တော်ရောက်တာ4000ကျော်တော့ရောက်တယ်ဗျာအဲ့ဒီရတဲ့ပတ်ဆိုင်နဲ့အင်ဂျီတွေပါတွေဝယ်မယ်ဗျာကဲ brother ဒီဗီဒီယိုတော့တင်လိုက်ပါရဗျာနောက်ဗီဒီယိုမှာဆက်တွေ့ရအောင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားဖို့ဗျာအားလုံးပဲပဲဗျာ